အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျောင်းမှာလူဆိုးလေးဖြစ်ခဲ့တဲ့ကျောင်းသားလေးတစ်ယောက်ကျောင်းကိုဆရာအဖြစ်ပြန်ရောက်တဲ့အခါဘလို့အခက်ခဲတွေအဆင်မပြေမှုတွေကြုံရမလဲဆိုတာဇလန်းမှာပြောပြထားပါတယ်ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးနော်ပထမဆုံးအတန်းတက်မဲ့နေ့မှာသူအရန်စိတ်လှုပ်ရှားနေခဲ့တဲ့ကျောင်းသားတွေကသူ့ကိုကြိုဆိုဖို့လက်ဆောင်တစ်ခုပြင်ဆင်ထားတယ်လို့မထင်ထားခဲ့ဘူးတကားဖွင့်လိုက်တဲ့အချိန်မှာတော့ရေပြည့်ထည့်ထားတဲ့ရေတစ်ခွက်မျက်နှာပြင်ပေါ်ကနေရှော့ကျလာတော့သူလက်နဲ့ပုတ်ထုတ်လိုက်ပါတဲ့အတန်းသားအားလုံးကိုတခါတည်းလှုပ်ရှားစေခဲ့တယ်တကယ်တော့ဒီဆရာအစ်စ်ကအမေရိကန်ရေတပ် Navy SEAL အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီးတနက်ပြည့်ကျွမ်းကျင်မှုသာမကကွန်ပူလည်းအထူးကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်ယနေ့တော့သူကအငိမ့်စားယူပြီးကျောင်းတစ်ကျောင်းမှာဆရာအဖြစ်တာမန်ဘဝနဲ့ပြန်လည်နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုကျောင်းထဲမှာအခက်အခဲဆုံးအတန်းကိုတာဝန်ပေးလိုက်တယ်။အရင်ကဆရာ888ယောက်တောင်ဒီအတန်းကျောင်းထွက်ပြေးခဲ့ကြတယ်လို့ပြောကြတယ်။သူ့အမြင်မှာတော့သူတို့ကကလေးတွေသာဖြစ်ပြီးသူမစိုးရိမ်ဘူး။မနက်အစောပိုင်းမှာသူကော်ဖီခွက်တစ်ခွက်နဲ့အတန်းထဲဝင်လာတော့ကျောင်းသားတွေကဂိမ်းကစားနေသူတူရီယာတီးနေသူအိတ်နေသူအစားအစာချက်နေသူတောင်ရှိပြီးအတန်းအတွက်ပြင်ဆင်ထားသူမရှိဘူး။သူကအိတ်နေတဲ့ကောင်လေးကိုသွားပြီးမင်္ဂလာနက်နက်ခင်းပါလို့ပြောလိုက်တယ်ထို့နောက်သူ့ရဲ့တရုတ်နာမည်ကိုဘလက်ဖုတ်ပေါ်မှာရေးလိုက်တယ်ကျောင်းသားတွေကနောက်ကနေသူ့လက်ရည်ကိုကြက်ချေရလို့ပဲလို့ပြောပြီးရမောနေကြတယ်အဲ့ဒီအချိန်မှာဖုန်းတကောဝင်လာတယ်သူပြန်လှည့်ကြည့်လိုက်ပြီးဘာစကားမှမပြောဘဲစပွဲပေါ်ကရော်ဘာကျိုးတစ်ချောင်းနဲ့မြေဖြူတစ်ချောင်းကိုယူလိုက်တယ်ထို့နောက်မျက်လုံးတစ်ဖက်ပိတ်ကမျက်နှာကျက်မှာရှိတဲ့ရေပန်းပိုက်ကိုပစ်လိုက်တယ်တခါတည်းပဲကျောင်းသားအားလုံးကိုရေဆိုတဲ့ရေနစ်ကျွတ်လို့ဖြစ်သွားစေခဲ့တယ်ငါအတန်းကနေကြိုးဆိုပါတယ်လို့သူပြောလိုက်တယ်ဒီလိုနဲ့ဆရာနဲ့ကျောင်းသားတွေရဲ့ပထမအကြိမ်တိုက်ပွဲမှာဆရာဘက်ကအပြည့်အဝအနိုင်ရခဲ့တယ်။ရှုံးနေတာကိုမခံချင်တဲ့ကျောင်းသားတွေကနောက်နေ့မှာပြန်လည်လက်စားချေဖို့စီစဉ်ကြတယ်။နောက်နေ့မှာဆရာကထပ်မံဝင်လာပါတယ်။ကျောင်းသားတွေစိတ်မဝင်စားနေကြတာကိုမြင်ပြီးနီလန်အစ်စ်တစ်ခုသုံးလိုက်တယ်။မိကွန်း၃ခုကိုမှန်အောင်ဖြေနိုင်တဲ့သူတိုင်းအတန်းထဲကထွက်ပြီးလွတ်လပ်စွာသွားကစားနိုင်တယ်လို့ကြေညာလိုက်တယ်။စစ်လိတ်တောက်ချင်တဲ့ကောင်လေးကိုဆရာကစစ်လိတ်တောင်းပြီးပထမမိကွန်းကိုမေးလိုက်တယ်။စစ်လိတ်ထဲမှာပါဝင်တဲ့ဓာတုဖွဲ့စည်းပုံတွေကဘာတွေလဲ။အားလုံးအံ့ဩသွားကြတယ်ဒါပေမဲ့မိကုန်းကိုဖြေမအတန်းထွက်ခွင့်ရတယ်ဆိုတာသိလိုက်ကြပြီးစူးစမ်းကြတယ်အဆုံးမှာတော့သူတို့ဟာစစ်လက်ရဲ့ဖွဲ့စည်းပုံတွေအပြင်အန္တရာယ်တွေကိုပါနားလည်လာကြတယ်ဒီအရာကိုပညာရေးဌာနကအရာရှိတယောက်မြင်ပြီးဆရာရဲ့တင်ကြားနည်းကိုမကြိုက်ဘူးသူ့အမြင်မှာအမှတ်မြင့်ရဖို့သာအရေးကြီးတယ်အကယ်၍စာမှုပွဲအမှတ်နည်းရင်ကျောင်းကိုပိတ်မယ်လို့တောင်ချိန်ချောက်တယ်ဒါပေမဲ့ဆရာကတော့ဂရုမစိုက်ပါဘူးသူ့အမြင်မှာကောင်းမွန်တဲ့ပညာရေးဆိုတာကျောင်းသားတွေကိုပျော်ရွှင်စွာသင်ယူစေဖို့ကိုယ်တိုင်စဉ်းစားနိုင်ဖို့မေးခွန်းတွေမေးတတ်ဖို့ဖြစ်တယ်။အတန်းပြင်ပမှာလည်းသူကကျောင်းသားတွေရဲ့ဘဝကိုစိတ်ဝင်စားတယ်။ဆင်းရဲတဲ့မိသားစုကကျောင်းသားတွေကိုကိုယ်ပိုင်ငွေနဲ့ကူညီပေးတယ်။မိဘနဲ့ကလေးကြားဆက်ဆံရေးမကောင်းတဲ့သူတွေကိုလည်းပြန်လည်နားလည်အောင်ကူညီပေးတယ်။တနေ့မှာကျောင်းသားတစ်ယောက်ကိုမာဖီးယားအဖွဲ့ကအနိုင်ကျင့်ပြီးမူရစ်ဆေးရောထားတဲ့ရေတောက်ခိုင်းနေချိန်မှာခွင့်ပြုပါကျွန်တော်ကျောင်းသားကိုရှာနေတာပါ။သူ့နာမည်ကလုံပါလို့သူဝင်ပြောလိုက်တယ်။သူရှိမှရှိနေတဲ့လူကြီးက UFC လက်ဝှေ့ချန်ပီယံဖြစ်ပြီးဒီပိန်လာတဲ့လူကိုလေးစားမထားပဲရေမောခဲ့တယ်။ဒါပေမဲ့ဆရာကတော့တလန်းရှိတိုးလာခဲ့တယ်။ဒါပေမဲ့သူကိုအင်အားကြီးလူတစုကတားဆီးလိုက်တယ်။သူခေါင်းလှည့်ပြီးလူတစ်ယောက်ရဲ့ပါးစပ်ထဲကသွားတိုက်တံကိုဆွဲထုတ်လိုက်တဲ့အနှဲငယ်ထိလိုက်တာနဲ့အဲ့ဒီသွားတိုက်တံကလက်နက်တစ်ခုလိုပြောင်းသွားတယ်။အဝတ်စားတစ်တာထဲမှာဖုံးနေလို့ကြည်နေတဲ့ចောင်းသားကတော့အံ့ဩနေတယ်။ဘေးမှာရှိတဲ့လက်ဝှေ့ချန်ပီယံကမခံနိုင်တော့ပဲအင်ဂျီချုပ်ပြီးတိုက်ခိုက်ဖို့လာတယ်နောက်ဆုံးမှာတော့အားရင်ပြင်းဆုံးသူတောင်သူ့လက်အောက်မှာလဲကျသွားစေတယ်အရေးပေါ်ကားတွေရောက်လာပြီးဒီဖြစ်ရပ်ကိုသတင်းမှာထုတ်လွှင့်ခဲ့တယ်အဲ့ဒီအချိန်မှာចောင်းသားတွေတိလာကြတယ်ဒီဆရာအစ်စ်ဟာ special ဘို့စစ်သားဟောင်းတယောက်ပါចောင်းလုံးက Big Brother တယောက်လည်းဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူဟာចောင်းသားကောင်းမဟုတ်ပဲပြဿနာဖြစ်စေသူတယောက်ဖြစ်ခဲ့တယ်တခါတော့ကသူကကျောင်းကြီးရဲ့ရုပ်တုကိုတောင်ဖျက်ဆီးခဲ့ဘူးတဲ့တစ်နှစ်အတွင်းမှာဘွယ်နဲ့တပင်တောင်ဖျက်ဆီးခဲ့တယ်။အဲ့ဒီနေ့မှာစံတရားတီးနေတဲ့ကောင်လေးကိုတူလိုက်ပြီးတမျက်စီးနဲ့ရိုက်ဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဆရာကခြေတစ်ချက်နဲ့ချိုးပစ်လိုက်တယ်။ကောင်လေးကလည်းမလွတ်ပဲတိုက်ခိုက်ပြန်တယ်။ဒါပေမဲ့သူကလေပင်ကျိုးနဲ့ဆွဲပြီးထိုးတယ်ကန်တယ်။အဲ့ဒီအချိန်မှာကျောင်းအုပ်ရဲ့ရုပ်တုပြုတ်ကျပြီးကောင်လေးရဲ့လက်ပေါ်ကိုကျသွားတယ်။အဲ့ဒီနေ့ကစပြီးကောင်လေးပီယာနိုမတီးနိုင်တော့ဘူး။ဒီဖြစ်ကြောင့်သူကိုကျောင်းကထုတ်ပယ်လိုက်တယ်။ဒါပေမဲ့ကျောင်းအုပ်ကြီးကသူ့ကိုအခွင့်အရေးတစ်ခုပေးခြင်းလို့အမေရိကန်စစ်တပ်ကတူတစ်ခုအတွက်ထောက်ခံစာရေးပေးခဲ့တယ်။အမေရိကန်ကိုရောက်ပြီးစစ်တပ်ထဲဝင်ခဲ့တဲ့အခါသူနားလည်လာတဲ့စစ်ပွဲဆိုတာပျော်ရွှင်မှုမပေးဘူး။ဖျက်ဆီးမှုနဲ့လူသားတန်ဖိုးဆုံးရှုံးမှုတွေပဲဖြစ်တယ်။ဒါကြောင့်သူအငိမ့်စားယူပြီးကဘာလှည့်လည်ခဲ့တဲ့ဘဝရဲ့အတိတ်ပဲကိုရှာဖွေခဲ့တယ်။တနေ့မှာကျောင်းအုပ်ကြီးစီကစာတစောင်ရလာပါတယ်သူကျောင်းကိုပြန်လာပြီးဆရာလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။
ဒီအကြောင်းတွေသိပြီးနောက်ကျောင်းသားတွေသူ့အပေါ်သဘောထားပြောင်းလဲသွားတယ်အတန်းထဲမှာလည်းသူ့ကိုလေးစားလာကြတယ်အလုပ်ဖော်ဆရာမတောင်သူနဲ့နှိစက်ချင်လာတယ်အတန်းထဲဝင်လာတဲ့အချိန်မှာကျောင်းသားတွေကသူ့ကိုထူးထူးခြားခြားကြိုဆိုကြတယ်စပွဲပေါ်ကပန်းသီးကိုကြည့်ပြီးဘသူပေးတာလဲလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာဘေးအတန်းကဆရာမလေးပေါ်လာတယ်သူပန်းသီးကိုကိုက်လိုက်တဲ့အခါကျောင်းသားတွေအားလုံးပျော်ရွှင်စွာလက်ခုပ်တီးကြတယ်နောက်တစ်နှစ်အတွင်းကျောင်းသားတွေစာကိုစူးစမ်းလာကြပြီးစာမေးပွဲမှာအောင်မြင်ကျင်လာကြတယ်ဒါပေမဲ့စာမေးပွဲနေ့မှာလူမိုက်အုပ်စုတစ်ခုကကျောင်းကိုဝင်လာပြီးကျောင်းသားတွေကိုပိတ်ထားလိုက်တဲ့စာမေးပွဲမဖြေခိုင်းဘူးအဲ့ဒီအချိန်မှာဆရာရောက်လာပြီးလူမိုက်တွေကိုတိုက်ခိုက်နေစဉ်ကျောင်းသားတွေကိုစာမေးပွဲသွားဖြေဖို့အားပေးတယ်နောက်ဆုံးမှာလူမိုက်ကောင်းဆောင်ပေါ်လာတဲ့ဆရာကဘာကြောင့်လဲလို့မေးလိုက်တယ်လူမိုက်ကောင်းဆောင်ကသူ့ဘယ်ဘက်လက်ကိုပြပြီးစဉ်းစားဖို့ပြောတယ်အဲ့ဒီအချိန်မှာသူကအရင်တုန်းကစံတရားတီးတဲ့ကောင်လေးပဲဆိုတာသိလာတဲ့လက်စားချေဖို့ပြန်လာခဲ့တာတိုက်ခတ်ရမှာမနိုင်တော့တဲ့အခါလူမိုက်ကောင်းဆောင်ကလက်နက်သုံးလိုက်တယ်ဒါပေမဲ့ဆရာကထိန်းချုပ်ပြီးဓာတ်ကိုလက်ထဲကယူလိုက်တယ်လူတိုင်းကသူပြန်ထိုးမယ်လို့ထင်ခဲ့ပေမဲ့သူကကိုထိုးလိုက်တယ်ဒါဟာအတိတ်ကအပြစ်အတွက်ပြန်လည်ပေးဆက်ခြင်းဖြစ်တယ်ပြီးတော့သူထွက်သွားလိုက်တယ်နောက်ကနေနာကျင်တန်ထွက်လာတယ်ကလေးဘဝမှာလုံးမိတဲ့အမားတွေဟာတယောက်အတွက်ဘဝတစ်လျှောက်လုံးထိခိုက်စေနိုင်တယ်ဒါကြောင့်လူတိုင်းတယောက်ကိုတယောက်ကောင်းမွန်စွာဆက်ဆံကြပြီးကျောင်းတွေမှာအနိုင်ကျင့်မှုနှဲပါလာစေဖို့လိုအပ်တယ်